ခုတင်ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း12ပေါ့နော်ထိုင်းစကားပြောအပိုင်း12ထိုင်းစကားပြောကျွန်တော်တို့ဒီကအပိုင်းလိုက်နဲ့တင်ပေးထားဖြစ်ပါနော်အခုဆိုရင်ပိုင်း1ကနေ12တိရောက်သွားပြီပေါ့နော်ဒီမှာဒီကထိုင်းစကားပြောလေးတွေကိုကိုကမကြည့်ရသေးဘူးဆိုရင်1ကနေစပြီးတော့ကြည့်ပေါ့နော်အဲကြလို့ရှိရင်ဒီမှာစကားပြောလေးတွေရအောင်ပါပေါ့မိလိုတဲ့ဟာလေးတွေစုဆောင်းပြောတာလေးလေ့ကျင့်အဲ့လိုမျိုးဆိုလို့ရှိရင်အဆင်ပြေတာပေါ့နော်ဒီမှာဆိုရင်ဒီဟာကိုဘယ်လိုရောင်းလဲဒီဟာကိုဘယ်လိုရောင်းလဲဒီဟာကိုဘယ်လိုရောင်းလဲဆိုရင်อันนี้ขายยังไงอันนี้ขายยังไงนออันนออีนี้ไม่ถูกนี้คออายอขายยอองอยังงอไอง่ายอันนี้ขายยังไงဒီမှာစာတိုင်းဆိုရင်တော့ခိုင်မှာကြတော့ခေါ်အာရောခိုင်เนาะအဲ့တန်ထွက်တယ်အဲကြောင့်ဒီမှာရီးတန်လေးနည်းနည်းထွက်ဆိုပြီးပေါ့နော်อันนี้ခိုင်ยังไงဒီဟာကိုဘယ်လိုရောင်းလဲတိတ်မကြိုက်ဘူးဆိုလို့ရှိရင်ไม่ค่อยชอบมอไอไม่เอไม่คอออยอคอยมาเอค่อยชออบอชอบไม่ค่อยชอบတိတ်မကြိုက်ဘူးသုံးမရဘူးဆိုရင်ใช้ไม่ได้ชอไอใช้ไม่ถูกใช้มอไอไม่เอไม่ดอไอได้ไม่ถูกได้ใช้ไม่ได้သုံးမရဘူးဘယ်ထပ်မှနေတာလဲဆိုရင်อยู่ชั้นไหนဘယ်ထပ်မှနေတာလဲออยอูอยู่ไม่เออยู่ชออานอชั้นไม่ถูกชั้นฮอนอไอไหนอยู่ชั้นไหนဘယ်ထပ်မှနေတာလဲเนาะဒီမှာစကားပြောဒီကအတန်ထွက်တဲ့အခါမှာဒီကဂွင်းသားဂွင်းပိတ်တွေကအတန်လေးတွေเนาะဒီမှာဂွင်းသားဂွင်းပိတ်တွေကအတန်လေးတွေကိုလိုက်ထွက်ပြီးမှဒါပီတာမှာဖြစ်ပါเนาะနတ်သက်ဆိုလဲရှာလေးထောက်ပြီးနတ်သက်နဲ့ဆုံးပတ်သက်ဆိုလဲပါဇက်လေးပိတ်ပြီးတော့ဆိုအဲ့လိုလေးတွေဒီကဂွင်းသားဂွင်းပိတ်တွေကအတက်လေးတွေကိုလိုက်ထွက်ပြီးမှဒါအတန်ပီတာမှာဖြစ်ပါတယ်